အခုရာသီဥတုအေးလာပြီဆိုတော့ပေါ့နော်ယုံလေးတွေမှာဖြစ်တတ်တဲ့ယောဂတွေနဲ့ဆောင်ရန်ရှောင်ရန်လေးပြောပြပေးချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီရာသီဥတုအေးတဲ့အချိန်မှာယုံလေးတွေကတော့ပုံမှန်အားဖြင့်တို့ကအေးကြိုက်တော့တမန်ကလင်းမှာနေရများတယ်တချို့အိမ်တွေကအဲကွန်ဖွင့်တာတွေပန်ကာဖွင့်တာရှိရဆိုရင်ဒီလေနဲ့ပတ်သက်တဲ့ယောဂလေးဖြစ်တတ်တယ်ပေါ့နော်လေထိုးတာလေအောင်တာအစားမစားတော့တာမျိုးကြီးပေါ့နော်အဲ့လိုဖြစ်တဲ့ခါကျရင်ဖြစ်တတ်ပါတယ်နောက်ပြီးတော့ GI stasis ပေါ့ GI stasis လည်းဖြစ်တတ်တယ် GI stasis ဆိုတော့ bite ထဲမှာပေါ့နော်လေတွေနောက်တစ်ခါကျတော့အစာဥလန်းချောင်းမှာဒီလိုမျိုးအစာလေးတွေကသူ့ရဲ့ဒီဝန်းလုံးလေးတွေပေါ့နော်အဲ့ဒါလေးတွေက gap ဖြစ်ပြီးတော့ဘိုက်ပွားတာဥလန်းချောင်းမမှန်တာလှုပ်ရှားမှုမမှန်တာလေးဖြစ်တတ်တယ်တချို့မျက်ခြောက်တွေပုံမှန်မစားဘူးအရွက်စားတာများတယ်အသီးရွက်တွေစားတာများတယ်ဆိုပိုဖြစ်တတ်တယ်ပေါ့နော်အခုရာဒီဥတုအေးရင်ဒီယောဂလက္ခဏာလေးတွေကတွဲပြီးဖြစ်တတ်တယ်အဲ့တော့ queue site ပေးပါစာလေးတွေကိုရေးထားပေးတာရှိပါတယ်ကြာပါပြီ2019ခရက်ရေးပေးထားတာပေါ့နော်အဲ့ဒါလေးတွေက Facebook page မှာ main pin post link ထဲမှာရှာပေးပါကြည့်ပေးပါကောင်းစဉ်လေးနဲ့ခွဲထားပါတယ်အခုလည်းဒီတီးသက်ပြန်ပြီးလိုအပ်တဲ့အကြောင်းအရာလေးစုပြီးတော့ပြန်ထုတ်ပြီး share ပေးထားပါတယ်เนาะခုနလိုမျိုးဒီလိုမျိုးလေထိုးတာတွေဖြစ်တတ်တယ်နောက်တစ်ခါဖျားတာနှာစေးတာနောက်ပြီးတော့အကြောသေးတာလေဖြတ်တာတဲ့အထိဖြစ်တာတဲ့အထိဖြစ်တတ်တယ်ပေါ့เนาะနောက်တစ်ခါနှာခေါင်းထိတ်လေးပူတာနှာခေါင်းလေးခြောက်တာနှရွက်ဖျားလေးတွေအေးတာပူတာဖျားတာတွေပေါ့เนาะနှရွက်ဖျားလေးပူတယ်ဆိုရင်ဒါဖျားတာပေါ့เนาะနှရွက်ဖျားလေးအေးတာဆိုဒါဘိုက်ထဲမှာလီထားတာတွေဘာကြောင့်ဖြစ်တတ်တယ်ပေါ့เนาะအဲ့ဒါလေးရှိပါတယ်အဲ့တော့ကြောင့်မို့လို့ကာကွယ်နီးလန်းနေရတော့ဘာဖြစ်တယ်လဲဆိုနီးလန်းနေရဘာရှိလဲဆိုတော့ဒီမီးသီးလေးလေအရင်တော့ကဒီအိမ်နောက်ဖေးတွေမှာရေချိုးခမ်းမီးတွေမှာတုံးတဲ့မီးသီးအဝါရောင်ထွက်တာပေါ့နော်အယောင်ကအဝါရောင်မဟုတ်ဘူးเนาะမီးသီးအဝါလေးတွေသူကအပူတက်ပြီးရလေငုံဥကလေးတွေငှက်ကလေးတွေကြက်ကလေးတွေဖောက်တဲ့နေရာမှာတုံးတဲ့မီးသီးမျိုးလေးပေါ့နော်အဲ့ဒါလေးတွေကိုထုံးမုံထုံးနီးအဲ့ဒါလေးလည်း link ထဲမှာဝင်ကြည့်ပေးပါနောက်မီးလုံးအမျိုးအစားလေးလည်းပြောထားတယ်ပေါ့နော်အဲ့လိုလေးထုံးပေးပါအငြင်းနီးမဟုတ်ဘူးချိန်ပြီးထုံးပေးရာဒီဥတုအေးအနေများအလိုက်ပေါ့နော်အရန်နီးရင်လည်းမကောင်းဘူးအရန်ဝေးရင်လည်းမထီရဘူးပေါ့နော်အဓိကသူတို့ရဲ့ဒီနေယုံလေးနေထိုင်တဲ့ပတ်ဝန်းကျင်လေးကအဲ့လိုဟိုပေါ့တဘာဝပုံမှန်နည်းနည်းလေးရှိရမှာပေါ့နော်အရန်အေးဝါတာမျိုးမဖြစ်အောင်ပေါ့နော်အဲ့လိုလေးထားပေးပါနောက်တစ်ခါကျတော့ယောဂဖြစ်လာတဲ့ခါကျရင်ဆေးခန်းပြပါနေရသူတွေဆိုရင်တော့ဆေးလေးဆောင်ထားပါတီကတော့ဆရာဝန်မဟုတ်တဲ့အတွက်ဆေးတွေကိုတော့ပေးဖို့ကတော့ခက်ပါတယ်ဒါပေမဲ့ဆောင်ရမယ့်ဆေးလေးတော့ဒီကနေတိတလောက်လေးမျှဝေပေးမယ်နော်အဲ့ဒါကတော့ဒီ baby air ace တို့ kidlet တို့အဲ့ဒါလေးစောင့်ထားပေးပါကလေးရဲ့ပေါ့ဒီရုပ်အမျိုးအစားပေါ့အကောင်အကြီးသေးပေါ်မူတည်ပြီးအသက်အရွယ်ပေါ်မူတည်ပြီးတောက်မဲ့ပမာဏရရှိပါတယ်ရှောက်မတိုက်ကြပါနဲ့เนาะတစ်စစ်စကားတစ်စစ်နဲ့ဒါနဲ့ကိုထင်းသလိုမတိုက်ကြပါနဲ့တေချာလေးဆရာဝန်ကိုမေးပြီးမှတိုက်ပါနောက်ညွှန်ပြထားတဲ့ဆရာဝန်စီခန်းတွေလည်းတင်ပြနောက်တစ်ခုကတော့ဒီ bike လေးတွေလိုအဲ့ရင်နှိပ်ပေးပါပေါ့နော်ဒါတေချာလေးကြည့်ပြီးမှတေချာလေးနှိပ်ပေးပါယုံကိုပွင့်နိုင်ဖို့လည်းအရေးကြီးတယ်မပွင့်တတ်သေးရင်လည်းပွင့်ရနီးလေးလည်းအခုနပင် post ထဲမှာရေးထားတယ်ပေါ့နော် main ပင် post ဆိုတာ page ဟိုအပေါ်ဆုံးက feature ထဲမှာရှိရပေါ့နော်အဲ့ဒါလေးကိုကြည့်ပေးပါနောက်တစ်ခုကတော့ဒီအသီးအရွက်ကလေးတွေကိုတစ်နေ့ကို900ခိုင်နှုန်းကျွေးရတယ်ဆိုပမာဏမှာအရင်အထက်အရင်မများဖို့ရညဘက်เนาะအေးတဲ့အချိန်တွေမှာမကျွေးဖို့ရယ်ပုံမှန်နေခင်းဘက်လေးမှာကျွေးဖို့เนาะပမာဏလေးကိုချိန်ပြီးကျွေးပါအများကြီးမကျွေးပါနဲ့ဒီချိန်မှာ queue site ပေးပါနောက်တစ်ခါကျတော့လေထစေတဲ့အစားအစာအသီးရွက်တွေဆိုပို့ပြီး queue site ပေးပါเนาะအဲ့တော့မျက်ခြောက်ကလေးတီမိုတီမျက်ခြောက်ကိုစနစ်တကျစားပေးပါယုံရဲ့အသက်က6လအောက်ဆိုရင်တီမိုတီရော alpha far ရောနှစ်မျိုးလုံးကိုပမာဏမြတ်တတနဲ့မြတ်အရောကျွေးပေးရပါမယ်။တနေ့အစားအစာအားလုံးရဲ့80ရာခိုင်နှုန်းပါနော်။6လအထက်ဆိုရင်တော့တီမိုတီတစ်မျိုးတည်းပဲကျွေးရပါမယ်။ alpha far လုံးဝမကျွေးရတော့ပါဘူးနော်။ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်တော့နောက်ဗီဒီယိုမှာနောက်အကြောင်းအရာလေးနဲ့ပြန်တွေ့ပါမယ်။တီကိုသိချင်တာလေးရှိရင်မှန်ပါမေးပါ Facebook Messenger မှာမေးပါဖြေပေးပါမယ်နော်။အားလုံးပဲထတာ good luck ပါ